မြန်မာစေအုပ်စုအရာရှိများကိုဖမ်းဝရမ်းအမြန်ထုတ်ပြန် Amnesty International တိုက်တွန်း ICJ ကအင်အားသုံးဖမ်းဆီးဖို့ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေဖြင့်မြောက်လိုင်းနှင့်မြန်မာစေအုပ်စုအရာရှိများကိုဖမ်းဝရမ်းထုတ်ရန်အမြန်ဆုံးလှုံ့ဆော်ပေးရန်နှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့်လည်းမြန်မာနိုင်ငံ၏လက်ရှိအခြေအနေတစ်ခုလုံးကို ICC သို့လွှဲပြောင်းပေးရန် Amnesty International ကဧပြီ 9 ရက်တွင်တိုက်တွန်းလိုက်ပါတယ်။ထို့ပြင်မြောက်လိုင်းနဲ့တူကျူးလွန်ခဲ့သည့်စစ်တပ်အရာရှိများအခြားဆက်ဆက်သူများကို၎င်းတို့ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက်လွတ်လပ်သောတရားရုံးများတွင်တရားမျှတစွာအရေးယူနိုင်ခြင်းမရှိသေး၍မြန်မာနိုင်ငံ၏အရေးယူမှုကင်းလွတ်ခွင့်စက်ဝန်းမှာဆက်လက်လက်ပတ်နေအောင်မည်ဖြစ်ပြီးလူခွင့်ရေးများကိုကောက်ွယ်မြင့်တင်ကအပြည့်အဝအာမခံချက်ရှိသောမြန်မာနိုင်ငံကိုတိဆောက်ရေးမှလည်းပုံမဝေးကွာသွားမည်ဖြစ်သည်ဟုအဆိုပါတိုက်တွန်းချက်တွင်ဖော်ပြထားပါသည်။ပေါက်ကြားလာတဲ့သတင်းတွေအရ ICJ ဟာလူဝက်ဖမ်းဆီးရန်စီစဉ်နေပြီးနေပြည်တော်ကိုတိုက်ခိုက်ဖို့အထိလှုံ့ဆော်နေတဲ့ဟုသတင်းရရှိပါတယ်။နိုင်ငံတကာတပ်တွေအစဉ်သစ်လုံနေပြီဟုသတင်းများထွက်ပေါ်နေပါတယ်။ဧပြီလ 3 ရက်နေ့တွင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အားစစ်တပ်ရွေးကောက်ပွဲဖြင့်တင်မြှောက်ထားသည့်လွှတ်တော်အမတ်များကမြန်မာနိုင်ငံ၏သမ္မတဖြစ်မဲပေးရွေးချယ်လိုက်သည့်သတင်းနှင့်ပတ်သက်၍ Amnesty International ၏မြန်မာနိုင်ငံဆိုင်ရာသုတေသီဂျိုဖရီမန်ကတရားဝင်အယက်သားရှာတူတစ်ခုကိုရှာယူလိုက်ရုံဖြင့်စစ်တပ်အကြီးအကဲဖြစ်တာဝန်ယူစဉ်ကာလတွင်ကျူးလွန်ခဲ့သည့်နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက်တရားစွဲဆိုခြင်းမှာလွတ်မြောက်သွားမည်ဟုမြောက်လိုင်းထင်မှတ်နေပါက၎င်းသည်နိုင်ငံတကာတရားစီရင်ရေးလှုံ့ဆော်ချက်များနှင့်လုံးဝဆန့်ကျင်နေပါသည်၎င်းနေဖြင့်စစ်ယူနီဖောင်းကိုချုပ်ပြီးအယက်သားဝတ်စုံကိုဝတ်ဆင်လိုက်ခြင်းသည်မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုများအတွက်၎င်း၏တာဝန်ရှိမှုကိုမိသူများပြောင်းလဲသွားစေမည်မဟုတ်ပါဟုပြောကြားပါသည်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်အဆိုပါကာလမတိုင်မီကလေးကမြောက်လိုင်းရက်ဆက်ကြမ်းကြုတ်သောစစ်တပ်ကြောင့်နစ်နာခဲ့ရသည့်မြန်မာပြည်သူများအတွက်မူ၎င်းတို့၏ဖိနှိပ်သူကိုတရားစွဲဆိုရမည်အစားရာထူးတိုးမြင့်ပေးလိုက်သည်ကိုမြင်တွေ့ရခြင်းမှာအလွန်ပင်ခံစားရခက်သည့်ကိစ္စရပ်တစ်ခုဖြစ်ပါသည်ထို့လိုရသည်တနိုင်ငံလုံးအတိုင်းအတာဖြင့်အရေးယူမှုကင်းလွတ်ခွင့်ကိုပုံမခိုင်မာသွားစေမည်ကိုပြည်သူများဆိုရင်လျက်ရှိပါသည်ရာထူးအစဉ်အတန်းညီမျှပေမြင်မာပါစေနိုင်ငံတကာဥပဒေအရကျူးလွန်သည့်ရာဇဝတ်မှုများအတွက်မိသူကိုမျှတရားဥပဒေအရေးယူမှုမှကင်းလွတ်ခွင့်ပေး၍မရပါလက်ရှိတွင်နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ၌မြောက်လိုင်းကိုဖမ်းဆီးရန်ဝရမ်းထုတ်ပေးရေးတောင်းဆိုထားမှုရှိနေပါသည်အဆိုပါဖမ်းဝရမ်းကိုအတည်ပြုပေးလိုက်ပါက ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့်၎င်းတို့၏နေမြေအတွင်းသို့မြောက်လိုင်းရောက်ရှိလာချိန်တွင်ဝရမ်းကိုအကောင့်ထည့်ဖော်ရန်တာဝန်ရှိသည်ဟုလည်းAmnesty International ကဆိုပါတယ်နိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်လည်းယခုနိုင်ငံရေးပြောင်းလဲမှုကိုအကြောင်းပြ၍၎င်းတို့၏နိုင်ငံတကာဥပဒေဆိုင်ရာတာဝန်များကိုလစ်လျူမရှုသင့်ပဲမြောက်လိုင်းအနေဖြင့်မြန်မာနိုင်ငံပြင်ပသို့ထွက်ခွာလာချိန်တွင်လုံခြုံသည့်နေမြေမျိုးကိုခွင့်မပြုဘဲချက်ချင်းဖမ်းဆီးရန်တာဝန်ရှိကြောင်း Amnesty International ကပြောကြားပါတယ်မြောက်လိုက်သည့်စစ်ကောင်စီကအတင်းအဓမ္မပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲမှတဆင့်သမ္မတရာထူးကိုရယူခဲ့ခြင်းဖြစ်ပါသည်အဆိုပါရွေးကောက်ပွဲကိုပဋိပက္ခများဖြစ်ပွားနေခြင်းနှင့်လူအခွင့်အရေးချိုးဖောက်မှုများပြည့်နှက်နေသောဖိနှိပ်ချုပ်ချယ်သည့်ဝန်းကျင်တစ်ခုအတွင်းဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီးလေလာဆောင်ကြည့်သူများကမူတရားမျှတမှုမရှိသည့်လိမ်လည်လှည့်ဖျားသောရွေးကောက်ပွဲဖြစ်ပေချခဲ့ကြပါသည်